ဆိုင်မှာကြတော့ပေါ့နော်ဟိုပါပေါ့အမဲသားခောက်ဆွဲရတော့တော်တော်များကြိုက်ကြပါတယ်ဟုတ်လာစားတဲ့ customer မှာတော်တော်များတော့ပေါ့နော်ဟိုဘယ်လိုပြောမလဲကောင်းတော်တော်များတော့စားကောင်းကြတယ်ပြောကြပါတယ်ကြိုက်လဲကြိုက်ကြပါတယ်လို့ရှိရင်လည်းပေါ့နော်ဟိုဘယ်လိုခဏခဏလာစားတဲ့ customer လည်းတော်တော်လေးများပါတယ်ဆိုင်ဝင်တင်လေးကကြတော့လေမနေ့9 နာရီကနေပြီးတော့မှည9 နာရီထိရှိပါတယ်ဟုတ်မာလာဝက်ဦးပေါ့ဒါလည်းစားလို့ကောင်းတယ်ဒီဥစ္စာလည်းမွေးမွေးလေးပဲချင်းမြင့်ချင်းစက်ခောက်ဆွဲခြုံချင်းမဲသားခြုံချင်းမျိုးကဒေတာအစားအစာပေါ့အဲ့လိုမျိုးပေါ့ဒါတော့စတူပေါင်းအချိုကလေးလူကြီးလည်းကြိုက်တယ်ဒါမာလာဟိုဗာလဲမာလာအတုပ်တွေထဲမှာဒီဝတ်သားဒီချက်သားနှစ်ထည့်တာပေါ့ဒါချက်သားနှစ်ထည့်ဒါတော့ခရုအရေးပေါ့ဒါပဲသီးချင်းပဲသီးနဲ့ဟွာနဲ့
ကျွန်တော်ရမို့နဲ့ဒီခရူခေါက်ဆွဲတော့ပေါ့နော်ဒီခရူခေါက်ဆွဲကြတော့ तू ကအရေးရတယ်ဟိုဟာဗာလဲအတုတ်ရတယ်တော်မြင့်ချင်ပါမယ်ပဲတိချင်ပါမယ် तू ကအဲ့ဒါလဲ तू ကဒီရိုးရာအစားအစာတစ်ခုပဲပေါ့နော်တရုတ်ရိုးရာအစားအစာတစ်ခုပဲဒီစူပါအပြားကြီးမာလာကြတော့လေမတို့ရှိမှာကတော်လေးရောင်းရတယ်မှာပါတယ်အမဲသားနဲ့ရမယ်အမဲဥနဲ့ရမယ်ပြီးရင်ဝက်သားချက်သားနဲ့ပေါ့နော်အဲ့လိုမျိုးတွေရတယ်ဝါလာလို့ရှိရင်တော်တော်နဲ့ပို့ပြီးစားလို့ကောင်းတယ်သူကအဲ့တော့မတို့ဆိုင်မှာလည်းနာမည်ကြီးပါတယ်အပြားကြီးရတယ်လေဒါတော့အယိုးပြုတ်ကြီးပေါ့မျိုးတွေတော့မန်ယူဆိုမှတော့ပုံမှန်ဒီလောက်ပဲထည့်နေပြီးလို့ရှိရင်တော့ဝက်နံယူမာလာခောက်ဆွဲပေါ့ဒီဝက်နံယူမာလာခောက်ဆွဲရလဲသူကလည်းမာလာရတာပဲဒါပေမဲ့သူကျတော့အချင်းမပါအောင်အဆက်လေးပေါ့နော်ထုံထုံဆက်ဆက်လေးနဲ့သူကလည်းတစ်မျိုးကောင်းပါတယ်သူကတော့လည်းဈေးနှုန်းက6000ပါပဲပါဆယ်ကတော့9000ပေါ့နော်ဖတ်တော့ကလေးရတော့အခုအမတို့လောဆယ်ရကြတော့ဟိုပါလေလက်မပေါက်စီလေးရမယ်ပြီးရင်ဒီပေါက်စီကြော်ရမယ်ပြီးလို့ရှိရင်ဟိုရမယ်ဖတ်တော့ပေါင်းလေးလည်းရတယ်ပြီးလို့ရှိရင်ဒီဖက်တော့အိုကတ်ကြော်ပေါ့နော်အားလေးလည်းရတယ်ဝတ်သားပေါင်းလားရှုပ်ဝတ်သားပေါင်းရမယ်လောလောဆယ်ကတော့လို့ရှိရင်ဒီပစွန်ဆောင်းမိုင်ပေါ့အားလေးလည်းရမယ်မာလာဖက်တော့ကအရေးရမယ်အတုပ်ရမယ်စစ်ကျုပ်ပေါင်းလေးပေါ့လောလောဆယ်ကခုအားလေးရပါတယ်ဟုတ်ဟောပေါ့ကျန်တဲ့ဟာဒီချက်ပေါင်းခောက်ဆွဲရမယ်ပြီးလို့ရှိရင်မြေအိုးမာလာမီရှည်လည်းရတယ်ပြီးရင်ဝက်နံကင်ခောက်ဆွဲလေးလည်းစားကောင်းတယ်ဝက်နံကင်ရမယ်လို့ရှိရင်ကိုရီးယားခောက်ဆွဲတုပ်ပေါ့နော်သူကတော့အဆက်ထဲမှာပါတယ်ပြီးလို့ရှိရင်မာလာဝက်စတူခောက်ဆွဲဒီမာလာဝက်စတူခောက်ဆွဲရလဲဟိုပါပေါ့မာလာရတာလေးနဲ့ထုံထုံဆက်ဆက်လေးပဲစားကောင်းတယ်ပြီးတော့ဒီအမဲသားမာလာချင်ဆက်ကလည်းချင်ဆက်ဆက်လေးပဲအမဲသားရတာမာလာကိုပဲအချင်ဆက်လုပ်ထားပေးတာဒီခရူးချင်ဆက်ကတော့အရီရောအတုပ်ကောကုန်ကြပါစေးတဲ့ဥပေါင်းကြတော့လေတို့တရုတ်ရိုးရာပေါ့နော်ဒီဆေးမြစ်တွေဟိုဟာပေါ့ဆေးဥတွေနဲ့ကြတော့တို့ကဒီဟာတွေနဲ့စုပြီးတော့မှလေပေါင်းပြီးတော့မှအကြာကြီးချက်ထားကြတော့ဟိုလေလူငယ်လူကြီးအတွက်လည်းစားလို့ကောင်းတယ်ပြီးလို့ရှိရင်ဒီဆေးချက်ဥပေါင်းကကြတော့အထက်မှာသူ့ရဲ့အရသာတွေကလေအကုန်လုံးဝင်တာပေါ့နော်ဝင်တဲ့ခါကျတော့ဟိုဘယ်လိုပြောမလဲလူကြီးကလေးအကုန်လုံးစားလို့ရှိရင်ဘယ်သူစသအာဟာရဖြစ်တဲ့ဒါကတော့အချက်ဦးနဲ့ဟာလေသူ့အရေးလေးကလည်းမွမွေးလေးပဲကောင်းတယ်ဒီဝက်စတူပေါက်ခောက်ဆွဲကြတော့သူကတော့လူကြီးလူပေါ့နော်လူကြီးကလေးတော့တော်တော်များကြိုက်ကြတယ်သူကကြတော့သူအမတို့ဒီဝက်လက်ပေါ့နော်ဒီဝက်လက်ကိုပေါင်းပြီးတော့မှတေချာလေးဟိုပြန်ပြီးတော့မှချက်ထားပေးရပါတော့အဲ့ဒါလည်းနုနုညံ့ညံ့လေးနဲ့တော်တော်လေးတော့အစားရတာအဆင်ပြေပါတယ်သူအရသာချိုလေးမွေးလေးပေါ့နော်လာစားတဲ့ customer မှာတော်တော်များတော့ဗောနော်ဟိုဘယ်လိုပြောမလဲကောင်းတော်တော်များတော့စားကောင်းကြတယ်ပြောကြပါတယ်ကြိုက်လဲကြိုက်ကြပါတယ်လို့ရှိရင်လည်းဗောနော်ဟိုဘယ်လိုလဲခဏလာစားတဲ့ customer လည်းတော်တော်လေးများပါတယ်ဆိုင်မှာကြတော့ဗောနော်ဟိုပါဗောအမဲသားခောက်ဆွဲရတော့တော်တော်များကြိုက်ကြပါတယ်ဟုတ်သူကလည်းသူလေးရတော့ဗောနော်အကုန်လုံးကြိုက်ကြပါတယ်ဘယ်လိုပြောမလဲလာစားကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်လို့ကျွန်တော်တို့ယုံချမ်းသိမိသားစုပါဗောနော်ဆိုင်ဝင်ကြီးလေးကကြတော့လေမနေ့9 နာရီကနေပြီးတော့မှည9 နာရီထိရှိပါတယ်ဟုတ်တခါတလေပေါ့နော်ဟိုဟာပေါ့နေကင်းလောက်ကြလို့ရှိရင်လူရမ်းကြတဲ့ချိန်ကြလို့ရှိရင်အသားတွေပါတွေပြတ်သွားလို့ရှိရင်နေကင်းနေလေဟိုနိုင်ဝက်တနိုင်လောက်တော့ခဏလေးတော့နားရတယ်ပေါ့နော်မောင်လေးလက်မရှိရတော့ဟိုရန်ကုန်ပြည်မှာရောက်သွားတယ်